ဝိဇ္ဇာသုံးပါးလို့ဆိုတဲ့ဒီဝိဇ္ဇာဟာတာမန်နဲ့ရနိုင်တဲ့အနေအထားမရှိဘူးအလွန်ခက်ခဲတယ်မြတ်စွာဘုရားရဲ့ဝိဇ္ဇာသုံးပါးလို့ဆိုတဲ့ဟာကအကျဉ်းချုပ်ပြောမယ်ဆိုရင်ပုဒိအာပုဒိအာပုဆိုတာပုဗ္ဗေနိဝါဒနုတ္တိညာဒိဆိုတာဒိဗ္ဗစက္ခုညာအာကအတ္တဝခေယညာလို့ဆိုတဲ့ဒီညာသုံးမျိုးရမှဝိဇ္ဇာသုံးပါးနဲ့ပြည့်စုံတယ်လို့ဒီလိုသတ်မှတ်တယ်ခုနကလိုစာသင်လို့တတ်လာတာဥပမာအခုဗမာတွေဘရိတ်ကြီးရွတ်တယ်လို့ပေါ့စာအုပ်ထဲရေးထားတာကိုအရချက်ပြီးရရွတ်လို့ခေါ်တာပေါ့ရလို့ရွတ်နေတယ်သူတို့ကအဲ့ဒါလို့ရလို့ရွတ်တဲ့ရရွတ်တွေကိုဝိဇ္ဇာသုံးပါးနဲ့ပြည့်စုံသူလို့ဒီလိုဆိုတော့မြတ်စွာဘုရားကအဲ့ဒီရရွတ်တွေကိုဝိဇ္ဇာနဲ့ပြည့်စုံတယ်လို့မပြောဘူးတဲ့ငါတို့ဝိဇ္ဇာသုံးပါးဆိုဒီမှာပုဗ္ဗေနိဝါဒနုတ္တိဝိဇ္ဇာတဲ့ပုဗ္ဗေနိဝါဒဆိုတာလူတိုင်းဟာအတိတ်ဆိုတာရှိဒီဘဝထဲမှာအတိတ်ရှိတယ်လို့ဘဝတွေမြောက်များစွာအတိတ်ဘဝတွေရှိခဲ့တယ်အဲ့ဒီအတိတ်ဘဝအကြောင်းအရာတွေကိုပြန်ပြီးတော့သိနိုင်တဲ့အသိဉာဏ်မျိုးကိုမှဝိဇ္ဇာလို့ခေါ်တယ်အစင်တာအမြင့်သွားပြီပေါ့တာမန်ပုဂ္ဂိုလ်တွေဒီဝိဇ္ဇာသင်လို့ရတာမှမဟုတ်တာကျင့်ရမယ်ဟာလေအဲ့တော့ပုံသားတွေလက်မမိဘူးဒီဝိဇ္ဇာကြတော့လက်မမိတော့အဲ့ဒီမှာသူတို့ကလည်းအတော်ခံမြင်တာမြတ်စွာဘုရားကိုပုံသားတွေကမတည့်ဘူးဘုရားကိုဒါကြောင့်မို့အိန္ဒိယနိုင်ငံမှာသာသနာမြန်ကွယ်သွားတာမကြိုက်ဘူးသူတို့မကြိုက်ဘူးဆိုတာခဏိထိမကြိုက်ဘူးဗြဟ္မင်းတွေကလုံးဝမကြိုက်တာမြတ်စွာဘုရားမြတ်စွာဘုရားကလည်းသူတို့နှိပ်ကွက်တယ်တော်တော်ကိုနှိပ်ကွက်တယ်အဲ့တော့ဗြဟ္မင်းတွေကတော်စိတ်ဆိုးတာ